Man United ကအခုပွဲနိုင်ရရင်တမစင်ရဖို့တည်ချပါပြီ။လက်ရှိရာသီအိမ်ဝင်းဆွဲရင်ကမယုံရပေမဲ့ Wolves နဲ့ဆိုရင်တော့ Man United ရလက်ကောင်းတတ်ပါတယ်။ Wolves နဲ့ Premier League အိမ်ဝင်းနောက်ဆုံး73ပွဲမှာ United က9ပွဲနိုင်3ပွဲတည်ရလက်ထွက်ထားပြီး2022တုန်းကတပွဲသာလင်ရှုံးထားဘူးတာပါ။လက်ရှိရာသီပထမကြော်တုန်းက Wolves က United ကို2ဂိုးမရှိနဲ့သူတို့ရဲ့အိမ်ဝင်းမှာအနိုင်ယူထားပါတယ်။ဒီရာသီ Premier League မှာ Man United အသင်းကို2ကြော်စလုံးအနိုင်ရတဲ့အသင်းက4သင်းရှိနေပြီးအခု Wolves ကလည်းအဲ့လိုမျိုးမျှော်လင့်ခွင့်ရှိနေတာပါ။ Wolves ရဲ့လက်တလုံးစွမ်းဆောင်ရည်ကတော့ထက်မြက်နေတဲ့အသင်းလို့ဆိုနိုင်ပြီး Premier League နောက်ဆုံး4ပွဲဆက်အနိုင်ရထားလို့ Man United အတွက်ခက်ခဲဦးမဲ့ပွဲဖြစ်ပါတယ်။ Man United ကတော့ Premier League နောက်ဆုံး3ပွဲဆက်နိုင်ပွဲပျောက်ထားကတကူးသာလင်သိမ်းယူထားနိုင်တာဖြစ်ပါတယ်။ဇက်စီတန်ရသွားလို့အားနေနေတဲ့တိုက်စစ်ပိုင်းကပိုပြီးစိုးရိမ်စရာဖြစ်နေပါတယ်။ဒါအပြင် Onana နဲ့ Brandy ဘသူကို3ရမှန်းမသိတဲ့ Man United ရဲ့ဂူးသမားနေရာဟာလည်းအားနေနေတဲ့အခြေအနေပါပဲ။အမေရိလက်ထက် Premier League 22ပွဲမှာ10ပွဲတိရှုံးထားတာကတော့စိတ်ပြက်စရာအလွန်ကောင်းပါတယ်။ရာသီအဆုံးသက်ကာလနီးကပ်လာသလိုသူ့ရဲ့ယာရုမတည်ငြိမ်လို့လဲအခုလိုမျိုးအိမ်ဝင်းပွဲတွေမှာအမိုရင်အမားခံမယ်တော့မထင်ပါဘူး။ခက်တာက Man United အသင်းကစားသမားတွေရဲ့အရေးသွေးပါပြီးတော့ခံယူချက်ဟာလည်းပြဿနာတစ်ခုဖြစ်ရှိနေသလိုကစားသမားအများစုရဲ့စွမ်းဆောင်ရည်လည်း Premier League အဆင့်တန်းမဟုတ်ပါဘူး။ Wolves ကတော့တန်းစင်းစုံနဲ့ဝေးတဲ့ဝေးအောင်ရှုံးကန်နေတဲ့အသင်းလို့ဆိုနိုင်ပြီးကစားအားနဲ့စိတ်တဲ့ပိုင်းကလက်ရှိ United ထက်တာနေတယ်လို့ဆိုနိုင်ပါတယ်။လက်ရှိရာသီ Premier League မှာ Wolves အသင်းအတွက်14ဂိုးသွင်းယူထားတဲ့ကိုညာက Man United အသင်းကိုချိန်ချောက်ပါလိမ့်မယ်။ဒီရာသီ Wolves အသင်းရဲ့ Premier League သွင်းဂိုးကလည်း48ဂိုးတိရှိပြီး Man United ထက်ပိုများနေပါတယ်။ Wolves အသင်းကနောက်ဆုံး Premier League ပွဲမှာ Spurs လိုအသင်းကြီးကို4ဂိုးသွင်းထားနိုင်ခဲ့လို့အခု United နဲ့ပွဲကြရင်လည်းအခွင့်အရေးထက်ရပြီးဂိုးရအောင်မဲ့အနေထားပါပဲ။လက်ရှိစွမ်းဆောင်ရည်တိုင်းဆိုရင် Man United အသင်းက Wolves ကိုအနိုင်ရဖို့မလွယ်ပါဘူး။ဂျာရဲ့ယိုဘာလီမှာမိနစ်120ထိကြိုးစားရုန်းကန်ထားရမှုကြောင့်လည်း United တို့ပွဲပတ်နေနိုင်လို့ Wolves နဲ့အတူရက်တီဖို့တိုက်တွန်းလိုပါတယ်။ Super Sunday အတွက် M9 Spoil Like and Try ပါပဲ။အားလုံးပဲဘေးပြာတွေဝေးကွာပြီးတော့ရွှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။